ကျွန်တော်တို့ lot and serial နဲ့မှာနဲ့ပေါ့နော် inventory က product တွေကိုစောင့်နေဆိုလို့ရှိရင်နော် inventory အထဲကိုဝင်လိုက်ရင် inventory အထဲကိုဝင်ပြီးတော့ဒီ product ထဲကနေမှာ product ပေါ့နော်ရွေးဆက်အတွက် raw material ပေါ့နော်အဲ့ဒါတွေစောင့်မယ်ဆိုလို့ရှိရင်ဒီမှာ new ခေါ်လိုက်ရင်ဒီမှာ product ကတော့ဒါကကျွန်တော်တို့က raw ပေါ့နော်ရွှေဘိုပေါ့ရွှေဘိုမနော်ပဲထားရွှေဘိုမနော်သူကရွှေဘိုမနော်မှာကျွန်တော်တို့က A အဆင့်ပေါ့ A စပေါ့နော်ကျွန်တော်တို့က A စရှိနေပြီးလို့ရှိရင်သူ့ကိုဝယ်မယ်ပေါ့နော်ဝယ်မယ်ရောင်းမယ် point not စီမှာတော့မရောင်းလို့အမှန်မချစ်တော့အမှ cost ဖြစ်မယ်တိုက်ကကြတော့ကျွန်တော်တို့က rice နေဖြစ်လိမ့်မယ်ပြီးလို့ရှိရင်ပြည်မှာကြတော့24ပြည်ပေါ့နော်ပြီးရင်ဒီ buy quantity ပေါ့နော် buy quantity နေရာမှာကြတော့ကျွန်တော်တို့က buy lot ဖြစ်မှာပေါ့တော့ဒါစီရယ်နံပါတ်နဲ့လို့မဆိုရင် buy lot ဖြစ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဟာတွေကိုဖယ်လိုက်မယ်ပြီးလို့ရှိရင်ဒီ unit နေရာမှာကြ8ဖြစ်မှာ24ပြည်တက်8ဒီ all နေရာမှာကြတော့ကျွန်တော်တို့က raw material ပေါ့နော်raw material ဆန်ဆိုတာကိုထည့်ပေးလိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကစေလိုက်ဒါက product တစ်ခု lot and serial number နဲ့ product တစ်ခုစောက်ပြီးသွားပြီအဲ့ဒါအောင်မှကျွန်တော်တို့ကရွှေမနော်မှ A စရှိမယ် B စရှိမယ်ပေါ့နော်အဲ့တော့ A စရှိမယ် B စရှိမယ်ဆိုကျွန်တော်တို့ကဒီမှာ duplicate လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်မှဒီ copy ဆိုတာကိုဖျက်လိုက်မယ်ပြီးလို့ရှိရင် B အစပေါ့ B စရှိမယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်ပြန်စေးလိုက်ဒါကကျွန်တော်တို့က product စောက်တာ product ဆောက်ပြီးတော့ခါကြတော့ကျွန်တော် lot and serial number ကိုဘယ်လိုထည့်မလဲဆိုဒီ product ထဲရမှာဒီ lot and serial number ပေါ့နော်အဲ့မှာကျွန်တော်တို့က new ခေါ်လိုက် new ခေါ်ပြီးတော့ခါကြတော့ဒီမှာဒီ lot and serial number နေမှာထားပါတော့ကျွန်တော်တို့ရွှေဘိုမနော်ကိုဥမောင်ထဲကဝယ်တယ်ပဲထားလိုက်ပါနော်အဲ့ဆိုရင်ဥမောင်ပေါ့သူ့ရဲ့ product ကဘာလဲဆိုသူကရွှေဘိုမနော်ပေါ့နော်အဲ့ဒါကို A အစကိုကျွန်တော်တို့ဝယ်လိုက်တယ်အဲ့မှာဝယ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့စေ့လိုက်နောက်တစ်ယောက်ပေါ့နော် Lawrence ရဲ့နေမှာနောက်တစ်ယောက်ထားပါ new ထည့်လိုက်မယ်ပြီးလို့ရှိရင်သူနောက်တစ်ယောက်ပေါ့နော်ဦးကျော်ရထားပါဦးကျော်တဲ့ကကျွန်တော်တို့ဝယ်တာကြတော့နောက်ထပ် product ကဘာ product လဲဆို raw တဲ့ရပဲရွှေဘိုမနော်ကို B အစကိုဝယ်လိုက်တယ်အဲ့ဆိုလို့ရှိရင်ပြင်စေ့လိုက်ပြီးရင် Lawrence ရဲ့နေမှာဘက်ကိုထွက်ကြည့်လိုက်မယ်ဒီမှာ none ဆိုတဲ့အောင်ပေါ့နော်ဒီမှာသူကဒီမှာ product ကဘာလဲရွှေဘိုမနော်မှရွှေဘိုမနော် B စပေါ့နော်ရွှေဘိုမနော်ဒီမှာ A စကိုဥမောင်ထဲကဝယ်ထားတယ် B စကိုဦးကျော်ထဲကဝယ်ထားတယ် Lawrence ရဲ့နံပါတ်လေးကျွန်တော်တို့ကနောက်ထပ်ပေါ့နော်ဒီရွှေဘိုမနော် A စကိုပဲနောက်တစ်ယောက်ပေါ့နော်နောက်တစ်ယောက်စီရပါထားတာမက်နော်ပေါ့နော်မက်နော်စီကနေပြီးတော့ရွှေဘိုမနော်ကိုပဲ A စကိုကျွန်တော်တို့ကဝယ်လိုက်တယ်ပေါ့အဲ့ဆိုလို့ရှိရင်ဒီသူ့ရဲ့serial number မက်နော်ဖြစ်မှာပေါ့နော်ထားပါတော့နောက်တစ်ယောက် new ခေါ်လိုက်မယ်နောက်ဒီမှာထားပါတော့မက်ဦးပဲထားမက်ဦးစီကဒီမှာရွှေဘုံမနော်ဒီရစကိုဝယ်လိုက်တယ်ပေါ့နော် product နေရာမှာဒီ product name ကိုရွေးပေးရမယ်ပြီးလို့ရှိရင်စေးလိုက်အဲ့တော့ခါကျဒီမှာ Lawrence ရဲ့နာမမှာကြည့်လိုက်လို့ရှိရင်သူတို့ရွှေဘုံမနော် A စပြီးစပေါ့နော်ဘသူထဲကဝယ်ထားတယ်အဲ့နေရာမှာကျွန်တော်တို့ကဘယ်လိုကြည့်လို့ရသေးလဲဆိုတော့product နဲ့စုကြည့်မယ်ပေါ့ division မဟုတ်ဘဲနဲ့ကျွန်တော် product နဲ့စုကြည့်မယ်ဆိုရင်ထားပါရွှေဘုံမနော် A စကိုကျွန်တော်ဘယ်လိုစီကဝယ်ထားလဲဆိုတော့မက်နော်ရဲ့ဥမောင်ထဲကဝယ်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်B အစကိုဘသူထဲကဝယ်ထားလဲဆိုတော့ဒီမှာဘသူထဲကဝယ်ထားရပေါ့နော်ဒီမှာကျွန်တော်တို့ on hand မှာထည့်လို့ရှိရင်ဒီမှာကျွန်တော်တို့ quantity on hand ထည့်လိုက်မယ်ဆိုတော့သူ့မှာဘယ်နှစ်ဆိုရှိလာပြီပါဟုတ်ပြ